大家好，今天我们是笔画。今天我读个 basic stroke လို့ခေါ်တယ်笔画笔画သွားကြမယ်笔画ဆိုတာကဘာလဲဆိုလို့ရှိရင်အခြေခံစုပ်ချက်ကလေးတွေကိုပြောတာအခုဒီမှာမြင်တွေ့နေရတဲ့အတိုင်းဒီဟာပေါ့နော်အခုဒီမှာတို့တွေ့နေရတဲ့အတိုင်းဒါလေးတွေကိုတို့က笔画လို့ခေါ်တယ်နော်စုစုပေါင်း笔画က22မှာ8ချက်ရှိတယ်အဲ့ဒီ28ချက်အားလုံးပေါင်းပြီးမှဘာဖြစ်လာလဲဆိုလို့ရှိရင်တို့တရုတ်စလုံးလေးတွေစပြီးတော့ရေးလို့ရတယ်ဒီမှာတို့တစ်ခုကပေါ့နော်ဘာရှိလဲဆိုလို့ရှိရင်笔画ရဲ့ဒီ20ရာခိုင်နှုန်းကဘယ်လာလဲဆိုလို့ရှိရင်ပကြီးကနေပြီးတော့ဆင်းသက်လာတယ်20ရာခိုင်နှုန်းကပကြီးကနေဆင်းသက်လာတယ်အဲ့ဒီမှာဥပမာပြောရမယ်ဆိုလို့ရှိရင်ဥပမာပြောရမယ်ဆိုလို့ရှိရင်ဥပမာဒါမျိုးလေးဆိုလို့ရှိရင်ရွက်ဟုတ်လားရွက်ကိုကြည့်ပြီးတော့တို့ကလာတန်းလေးကိုင်းနေတဲ့ပုံစံလေးကိုကြည့်ပြီးတော့ဟောဒါလေးဆိုရင်ရွက်လာဆိုပြီးတော့ခေါ်ကြတယ်နောက်တစ်ခုပါရှိသေးတယ်ဒါဆိုလို့ရှိရင်တောင်ကုန်းတောင်တန်းလေးဒါတောင်တန်းလေးတွေနော်老师bài文တင်တော့ကပွေမေးတယ်ပေါ့နော်ကျောင်းသားတွေကိုမေးတယ်ဒါပါလေးလဲဆိုရင်နှလုံးခုန်နေတဲ့ဟိုတဲ့ bar graph တဲ့အဲ့လိုမျိုးပြောတယ်နော်အဲ့လိုတော့မလုပ်လိုက်နဲ့ဒါကတောင်တန်းအဲ့တို့တောင်ကလေးတွေကိုတောင်လေးတွေကိုချူချူချွန်ချွန်လေးထွက်နေအောင်ကြည့်ပြီးတော့ရှမ်းတောင်ဆိုပြီးတော့ခေါ်ကြတယ်နော်နောက်တစ်ခုရှိသေးတယ်မိုးလေးတွေဘယ်လိုလေးရွာနာဟုတ်တယ်နော်အဲ့တော့မိုးလေးတွေရွာနေတာကိုကြည့်ပြီးတော့တို့ကယူဆိုပြီးတော့ခေါ်ကြတယ်အဲ့တော့တရုတ်ရဲ့ဒီတရုတ်စလုံးတွေရဲ့20ရာခိုင်နှုန်းကပကြီးကနေပြီးတော့ဆင်းသက်လာတယ်ပကြီးကဆင်းသက်လာတဲ့ဆိုမှဒီပုံကိုတွေ့ဒီပုံလေးအတိုင်းလိုက်ပြီးတော့ရေးတာကိုပကြီးကနေပြီးတော့ဆင်းသက်လာကဲဟုတ်ပြီဒါဆိုလို့ရှိရင်တို့စလိုက်ကြရအောင်အဲ့တော့လောက်ရှိကဒီမှာနှစ်ခုခွဲပေးထားတယ်ဘာနဲ့လဲဆိုရင် basic stroke ရယ် compound stroke ရယ်ဆိုပြီးတော့နှစ်ခုခွဲပေးထားတယ် basic stroke ဆိုတာကဘာလဲအခြေခံစုပ်ချက်ပေါ့နော်အခြေခံစုပ်ချက်ဆိုတာကစုပ်ချက်တစ်ချက်တည်းရှိတဲ့ဟာအဲ့ဒါတွေကိုသူက basic stroke လို့ခေါ်ပြီးတော့ compound stroke ကဘာလဲဆိုလို့ရှိရင်စုပ်ချက်တွေနှစ်ချက်ဒါမှမဟုတ်လို့ရှိရင်နှစ်ချက်ထပ်ပိုသွားတဲ့ဟာတွေကိုတို့က compound stroke ဆိုပြီးတော့ခေါ်တယ်နော်အဲ့တော့basic stroke လေးကြည့်လိုက်အောင် basic stroke ကဘယ်ကနေစမလဲဆိုလို့ရှိရင်ဖင်းရင်နေရအောင်လုပ်ထားမယ်နော်ဘာဖြစ်လဲဆိုတော့ဖင်းရင်ရမှာနောက်ဆက်တက်မဲ့ဟာတွေကအဆင်ပြေမယ်နော်ကြည့်အောင်科也恩也ပေါင်းထားတယ်科恩ဆိုတော့恒လို့အတန်ထွက်တယ်ဟန်ကိုရေးတဲ့အခါမှာတို့ကဘယ်ကနေညတစ်ချက်တည်းပဲဆွဲမယ်ညာနေဘယ်ကိုကြိုက်တယ်လို့ဆွဲလို့မရဘူးပြီးတော့ဒီလိုကြီးဒီခဏခဏလေးပြန်ပြီးတော့မဆွဲရဘူးဘယ်ကနေညာဖြောင်းလေးတစ်ချက်တည်းပဲဆွဲမယ်ဒီဟာတွေလေ့ကျင့်တဲ့အခါမှာတရုတ်အကွက်ကတေချာပေါက်လိုပါတယ်နော်တရုတ်အကွက်ထဲလေ့ကျင့်မှာအစကတည်းကတရုတ်အကွက်ထဲလေ့ကျင့်တော့မှနောက်စလုံးတွေကြီးတဲ့အခါမှာစလုံးလေးကတစ်လုံးနဲ့တစ်လုံးသူ့ဟာနေနဲ့သူဖြစ်နေမှာအစကတည်းကဒီလိုမျိုးတရုတ်အကွက်မဟုတ်တဲ့ဟာတွေမှာလေ့ကျင့်သွားတယ်ရိုးရိုးဗလာစာအုပ်တွေမှာလေ့ကျင့်သွားတယ်ဆိုလို့ရှိရင်စလုံးတွေကရိုင်နာလို့စောင်းနေတာအဲ့ဒါမျိုးလေးတွေဖြစ်နေတတ်တယ်နော်အကောင်းဆုံးကတော့ဒီလေးတော့ဥကွက်ကလေးတွေမှာလေ့ကျင့်တာအကောင်းဆုံးပဲအဲ့တော့ဒါလေးကိုဟန်လို့ခေါ်တယ်ဘယ်ကနေညာကိုတစ်ချက်ပဲဆွဲတယ်ဖြောင်းလေးဆွဲတယ်နော်ဟုတ်ပြီနောက်တစ်ခုကြာနောက်တစ်ခုကကြာရှုကပါလဲဆိုရင်အောက်ကအပေါ်ကနေအောက်ကိုတစ်ချက်တည်းပဲဆွဲရှုဒါလေးကိုရှုလို့ခေါ်တယ်အပေါ်ကနေအောက်ကိုတစ်ချက်ပဲဆွဲဖြောင်းလေးဆွဲနော်ရှုဒီဟာအကုန်လုံးကိုလည်းလောက်ရှဗီဒီယိုတွေတင်ပေးထားတယ်ရေးပုံရေးနည်းတွေကိုနော်ရှုရမယ်နော်ကဲနောက်တစ်ခုဒါလေးကြည့်အောင်နောက်တစ်ခုဒါလေးကကြတော့点ဆိုတာကဘာလဲဆိုလို့ရှိရင်ရေစက်ကလေးရေစက်ပုံစံကလေးသူရဲ့ direction ကနေအပေါ်ကနေအောက်ကို white ကလေးလာ点နော်အဲ့လိုလေးလာတယ်မရေးတက်လည်းဘာမှမဖြစ်ဘူးနောက်ရှဗီဒီယိုတွေတင်ပေးထားတယ်အမှသွားပြီးတော့ရေးနည်းလေးတွေကြည့်လို့ရတယ်နော်点အပေါ်ကနေအောက်ကိုခုံလေး点
点နော်ဟုတ်ပြီ点ပြီးရင်နောက်တစ်ခုသွားမယ်နောက်တစ်ခုဒါလေးကကြတော့ဖော်ရီအဲဆိုတော့ဖြဲသူဖြဲလို့အတန်းထွက်တယ်အဲ့ဒါဖြဲရေးတဲ့အခါမှာအပွားနဲ့အောက်ကို white ကလေးသွားတယ်ဖြဲနော်သူ့ကိုတို့ကဒီလို white ကလေးသွားနော်ဖြဲဆောင်းကလေးနဲ့ white ကလေးသွားနော်အရန်ကြီးလည်းမဆောင်းဘူးဒီလိုကြီးဓာတ်ကြီးလည်းဆောင်းမသွားဘူးအနေတော်လေးပဲအပွားနဲ့အောက်ကို white သွားရဲဆိုရင်လေးပဲဖြဲတို့ကညာနေဘယ်ကို white ချတော့နော်ညာနေဘယ်ကို white သွားမယ်ဖြဲနောက်တစ်ခုသွားရအောင်အဲ့တော့တို့ကဒီမှာကြည့်အောင်တို့စလုံးပေါ်မူတည်ပြီးတော့ရေးရတယ်ဟုတ်တယ်နော်တရုပ်စလုံးပေါ်မူတည်ပြီးတော့ရေးရတယ်တရုပ်စလုံးဆိုတာတို့ကအများကြီးပဲရှိတယ်ဟုတ်လားဝါ်တွေညီတွေဒီမှာဆိုလို့ရှိရင်တို့စလုံးပေါ်မူတည်ပြီးတော့ရေးရတဲ့အတွက်ကြောင့်မို့ဒီလိုမျိုးဆိုလဲဖြဲဒီလိုမျိုးဆိုလဲဖြဲနှစ်ခုလုံးကဖြဲအဓိကတို့ကဘယ်ကနေညာဘက်ကို white သွားရင်ဆိုရင်ကိုအဲ့ဒါကဖြဲလို့အတန်ထွက်တယ်နောက်တစ်ခုကြည့်မယ်နောက်တစ်ခုကဘာလေးလဲဆိုလို့ရှိရင်ဘလို့နေအကြီးနေအသေးနေအကုန်လုံးကအဲ့ဒါကဖြည့်ပဲเนาะအကုန်လုံးကအဲ့ဒါဖြည့်ပဲဒါခြလုံးပေါ်မူတည်ပြီးတော့ရေးရတာကိုအဲ့ဒီအတွက်ကြောင့်မို့ဖြည့်အသေးလည်းရှိနေဖြည့်အလက်လည်းရှိမယ်ဖြည့်တေးလေးလည်းရှိမယ်အဲ့ဒါတိုင်းပဲအကုန်လုံးကဖြည့်တွေပဲနောက်တစ်ခုကြည့်အောင်ဒါလေးကကြတော့နနေအာနလို့အတန်ထွက်တယ်နကဖြည့်နေဆန့်ကျင်ဘက်သူကကြညာကနေဘယ်ဘက်ကို white သွားတယ်ဒီစလုံးမျိုးမကြည့်နဲ့တော့သူကကွန်ပျူတာဖောက်နဲ့ရေးထားတာသူနဲ့ဘယ်လုံးမှတူမှမဟုတ်ဘူးအဲ့တော့ကြောင့်မလို့လောက်ချတို့ကဘယ်ကနေညာကို white ကလေးရေးမယ်နနော်ဘယ်ကနေညာ white သွားမယ်နော်နဆောင်းလေးနဲ့ white သွားမယ်နကဲဟုတ်ပြီနပြီးသွားပြီဆိုရင်ဒါလေးကြည့်ရအောင်နောက်ဆုံးစလုံးလေးเนาะအဲ့တော့ဒါက brown လဲဆိုလို့ရှိရင်ခုနက basic stroke ကစုစုပေါင်း6ခုပဲရှိရယ်ခုနလောက်ရှိလို့ရေးခဲ့တယ်函数撇捺点ဒါနောက်ဆုံးစလုံးလေး t ဆိုတဲ့စလုံးလေး t ကဒီမှာ direction လေးပြထားတယ်အောက်ကနေအပေါ်ဆောင်းလေးတက်သွားပြီးတော့ဝါးလေးထွက်လာတယ်လို့မျိုးလေးပေါ့နော် t ဒီလိုတဲ့ရင်ကောင်းတော့အဆောင်းလေးနဲ့အရင်နဲ့မရှိဘူးအနေတော်လောက်ဆိုရပြီ t ဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင်စာပြန်နေရအောင် basic stroke မှာစုစုပေါင်း6ခုရှိရဲအဲဒီ6ခုကဘာလဲဆိုရင်ပထမတစ်ခုက横ဒုတိယတစ်ခုက竖တတိယတစ်ခုက点လေးခုမြောက်ကဖြဲငါးခုမြောက်ကန6ခုမြောက်ကထီဟုတ်ပြီအဲ့ဒီ6လုံးရှိပြီနော်ကဲအဲ့တော့အဲ့ဒီ6လုံးပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီ6လုံးနဲ့လောက်ရှိတော့ဘာကြီးစရေးလို့ရပြီလဲဆိုလို့ရှိရင်တရုပ်စလုံးတွေစပြီးတော့ရေးလို့ရပြီဘယ်တရုပ်စလုံးတွေစရေးရမလဲကြည့်ရအောင်ပထမစလုံးလေးခင်းရင်လေးဖတ်ကြည့်မယ်နော်日安然ရန်ဆိုတာကလူကိုပြောတာရန်ကလူသူ့ကိုစုပ်ချက်2ချက်နဲ့ဖွဲ့စည်းထားတယ်ပထမတစ်ချက်ကဖြဲဖြဲပြီးလို့ရှိရင်ဖြဲရဲ့3ပုံတစ်ပုံလောက်ကနေပြီးတော့နှလေးဆွဲလိုက်မယ်ဒါဆိုရန်ဆိုတဲ့စလုံးလေးရပါတယ်စာရေးရခါတရုပ်အကွက်ထဲမှာပဲအတန်းနိုင်ဆုံးရေးခြင်းမယ်ဒါအတွက်တရုပ်အကွက်ဆိုကြပါစို့တရုပ်အကွက်ကိုရေးတဲ့အခါမှာလည်းအရင်လည်းမသေးရဘူးအရင်လည်းမကြည့်ရအောင်နော်ဒီမှာလိုအပ်တဲ့ပစ္စည်းတွေလည်းအပေါ်မှာအကုန်ပြပြထားနော်ကဲအဲ့တော့ရန်ဖြဲရေးမယ်နှရေးမယ်နော်ရန်ရမယ်နော်ဒါလေးကရန်နောက်တစ်ခုသွားရအောင်နောက်တစ်ခုကဒါလေးကဘယ်လိုတန်းထွက်လဲဆိုရင်တလို့အတန်းထွက်တယ်သူ့ရေးအခါမှာ
ခံလေးရေးမယ်ပြီးရင်ဖြယ်လေးရေးမယ်ခံနဲ့ဖြယ်နဲ့ဆုံတဲ့နေရာမှာ老师တို့ကနှလေးဆွဲချလိုက်။အော်ဒါဆိုတဆွဲစလုံးရပါပြီနော်။ခံဖြယ်နှအော်ဒါဆိုတဆွဲစလုံးရပါပြီ။တရဲ့အဓိပ္ပာယ်ကကြီးတာနော်။ကြီးရဲဆိုတဲ့အဓိပ္ပာယ်တ။ကဲနောက်ထပ်ဆုတ်ချက်ရေးလို့ရမယ်။ဟောဒါလေးရေးလို့ရမယ်။ဒါလေးကဘာလဲဆိုရင်မှုမော်ဝူမှုဆိုတာတစ်ပင်ကိုပြတွေ့လားဒါတစ်ပင်ရဲ့ဒီအကိုင်းအခက်ကလေးထွက်နေတဲ့ပုံစံလေးသူ့ရဲ့စလုံးလေးอ่ะအဲ့တော့မှုကိုဘယ်လိုရေးမလဲမှုကစုတ်ချက်၄ချက်နဲ့တို့ဖွဲ့စည်းထားတယ်ဟန်ပြီးလို့ရှိရင်ရှုပြီးလို့ရှိရင်ဖြဲပြီးလို့ရှိရင်နှနော်အဲ့၄ချက်နဲ့တော့ဖွဲ့စည်းထားတယ်ပြန်စလိုက်အောင်တို့ဘယ်လိုရေးရမလဲဟန်ရှုဖြဲနာဆိုပြီးတော့၄မျိုးနဲ့ဖွဲ့စည်းထားတယ်နော်ကဲအဲ့တော့ဒါလေးတွေရေးမယ်နော်ဒီရမယ့်အင်္ဂါတွေကိုလည်းဒီဗီဒီယိုပြီးသွားတဲ့ဗီဒီယိုပြီးသွားလို့ရှိရင်အကုန်ပြောပြထားပေးမယ်ဟုတ်ပြီနော်ကဲဒါကတော့တို့ဒီနေ့သင်ခဲ့တာက basic stroke လေးတွေပဲဖြစ်ပါတယ်အဲ့တော့တရုတ်စာစတင် full scale စတင်တာကတော့အကောင်းဆုံးပဲပေါ့နော်full scale စတင်တဲ့အခါမှာလည်းတရုတ်စလုံးညာအရင်ခက်ခဲတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီစုတ်ချက်တွေကိုများများလေးလေ့ကျင့်နိုင်လေကောင်းနေပါပဲနော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်တို့နောက်ထပ်compound stroke မှာပြန်ပြီးတွေ့ကြမယ်နော်再见